ညီလေးဒါကိုတစ်ချက်လောက်စဉ်းစားကြည့်စမ်းအဲ့ဒီနေ့ကငါရဲ့မွေးနေ့ကွာပြီးတော့အဲ့ဒီနေ့မှာပဲငါတို့ကုမ္ပဏီကဝန်ထမ်းအားလုံးကိုစစ်ဖို့စီစဉ်ထားခဲ့တယ်အဲ့ဒီအခွင့်အရေးကိုသုံးပြီးတော့အဲ့ဒီမှာရှိတဲ့လူတိုင်းရဲ့ခန္ဓာကိုယ်ထဲကိုပောက်ကွဲစေတတ်တဲ့ချစ်ပပြ chip တွေငါထည့်သွင်းခဲ့တယ် Federal Agent တွေတီးသွားတာနဲ့တပြိုင်နက်သူတို့တဆောက်ဦးလုံးကိုချက်ချင်းဝိုင်းလိုက်ကြတယ်ဗတ်ပေါင်းစုံကနေတနက်တွေကငါစီကိုတက်ချိန်ထားကြတယ်ဒါပေမဲ့ငါလုံးဝမထိတ်လန့်ခဲ့ဘူးငါရဲ့မွေးနေ့ဆုတောင်းတာပြည့်မယ်ဆိုရင်အဲ့ဒီချစ်ပြတွေအားလုံးကိုငါပိတ်ပေးမယ်လို့သူတို့ကိုအေးအေးဆေးဆေးပဲပြောလိုက်တယ်မပြည့်ဘူးဆိုရင်တော့15မိနစ်တိုင်းမှာချစ်ပြတစ်ခုစီအလိုလျောက်ပောက်ကွဲသွားလိမ့်မယ်အဆောက်အဦးအပြင်ဘက်မှာတော့မိသားစုဝင်တွေထိတ်လန့်ကုန်ကြပြီငါရဲ့ဆုတောင်းကဘာလဲဆိုတာလူတိုင်းကဝိုင်းမေးနေကြတယ်ငါအန်ကျိတ်ထားရင်လက်တွေတုံရင်နေပေမဲ့ဒီဆုတောင်းကိုအတန်ထွက်ပြောလို့မရဘူးပြောလိုက်ရင်ဆုတောင်းမပြည့်တော့မှဆိုးလို့သူတို့ကိုပြောလိုက်တယ်အဲ့ဒါကလူတွေကိုပို့ပြီးဒေါသထွက်စေခဲ့တယ်တချို့ကအော်ဟစ်ကြတယ်ခင်ဗျားဘာမှမပြောရင်ကျုပ်တို့ကဘယ်လိုကူညီရမလဲတဲ့တချို့ကတော့အချိန်တွေကုန်နေပြီသူတို့မှလှုပ်ရှားလုပ်တွေရှိတယ်ကြိုရမဲ့သူတွေရှိတယ်ရှင်ကလူတိုင်းရဲ့အချိန်ကိုဖြုံးနေတာပဲလို့အော်ဟစ်နေကြတယ်တချို့ကတော့ဒီချစ်ပြတွေကအတုတွေပါအေဂျင့်တွေကသူ့ကိုချက်ချင်းဖမ်းလိုက်တဲ့နယ်လို့ပြောနေကြတယ်ဒါပေမဲ့အေဂျင့်တွေကအနီးကပ်ဝိုင်းလိုက်ပြီးလူတွေကအဆောက်အဦးထဲကိုအတင်းဝင်ဖို့ကြိုးစားတဲ့အချိန်မှာပဲငါဘာမှမတွန့်ဆုတ်ပဲခလုတ်ကိုနှိပ်လိုက်တယ်ကြီးမားတဲ့ပောက်ကွဲတန်ကြီးကဟိမ့်ထွက်သွားတယ်လုံခြုံရေးဝန်ထမ်းတယောက်ဟာချက်ချင်းပဲအပိုင်းပိုင်းပြတ်ထွက်သွားခဲ့ပြီးလူအုပ်ကြီးတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်အဲ့ဒီနောက်ရုတ်တရက်လူတယောက်ကလက်နှစ်ဖက်ကိုမြောက်ပြီးလူအုပ်ထဲကနေထွက်လာပြီးငါ့ကိုစိတ်အေးထားဖို့ပြောတယ်သူကကူညီဖို့ရောက်လာတာပါတဲ့ငါရဲ့တောင်းဆိုချက်ကိုပြောရင်ဖြစ်နိုင်သမျှအကုန်ဖြည့်ဆည်းပေးပါမယ်တဲ့ငါသူ့ကိုချက်ချင်းမှတ်မိလိုက်တယ်သူကမြို့ရဲ့နာမည်ကြီးဆုံးညှိနှိုင်းရေးကျွမ်းကျင်သူအရာရှိပိုင်း officer ပဲအနီးနားကမိသားစုဝင်တွေကလည်းငါဘက်ကနေကာကွယ်ပြောပေးလာကြတယ်ငါဟာလွန်ခဲ့တဲ့အနှစ်20လုံးတာဝန်သိတဲ့ဆရာဝန်တယောက်ဖြစ်ခဲ့တာကိုလူတိုင်းကိုသတိပေးကြတယ်ကလေးတွေကိုကိုသားသမီးလိုပြုစုခဲ့တာငါလိုလူမျိုးကအကြောင်းပြချက်မရှိပဲဒီလိုအစွန်းရောက်တာမျိုးမလုပ်ဘူးဆိုတာကိုပေါ့သူတို့ကငါ့ကိုဘာဖြစ်တာလဲဆိုတာပြောပြဖို့တောင်းပန်ကြတယ်ငါဘက်ကယက်တီပေးမယ်လို့လည်းကတိပေးကြတယ်ဒါပေမဲ့ငါကတော့အေးဆက်တဲ့အတန်နဲ့ပဲထပ်ပြောလိုက်တယ်ငါမွေးနေ့ဆုတောင်းကိုဖြည့်ဆည်းပေးပါဒါဆိုလူတိုင်းအသက်ရှင်လျက်ထွက်သွားနိုင်လိမ့်မယ်တချို့ဒေါသထွက်နေတဲ့လူတွေကငါ့ကိုဆဲဆိုကြပေမဲ့အရာရှိဘိုင်းကသူတို့ကိုချက်ချင်းတားလိုက်တယ်စကားတစ်လုံးမှားသွားတာနဲ့နောက်ထပ်ပောက်ကွဲမှုဖြစ်မှာကိုသူအယမ်းကြောက်နေတယ်ဒီချစ်ပြားတွေကပောက်ကွဲရင်ဘာမှမကြံအောင်ပြကျသွားစေနိုင်တယ်လို့ငါသူတို့ကိုသတိပေးလိုက်တယ်လူတိုင်းရဲ့မျက်နှာမှာကြောက်ရွံ့မှုတွေပြန့်နှံ့သွားတယ်အဆောက်အဦအပြင်ဘက်ကမျက်နှာပြင်အကြီးကြီးပေါ်မှာတော့အချိန်မဆက်ကတဖြည်းဖြည်းလျော့နေလာနေတယ်မင်းတို့မှာအချိန်သိမ့်မရှိတော့ဘူးငါ့ကိုဆဲနေမဲ့အစားအထေရှာဖို့ပဲအာယုံစိုက်ကြလို့ငါပြောလိုက်တယ်10မိနစ်ပဲကျန်တော့တယ်ခဏအကြာမှာတော့ငွေတဲကားအတော်များများရောက်လာကြတယ်ငါကရိုးရိုးသားသားနေထိုင်ခဲ့သူဖြစ်ပြီးငါမိဘတွေကလည်းနေမကောင်းဘူးငွေကြေးအကူအညီလိုအပ်နေတာမို့လို့ဆိုပြီးငါ့ကိုဒေါ်လာတန်း90ပေးမယ်လို့ကမ်းလှမ်းကြတယ်ငါချက်ချင်းညင်းလိုက်တယ်ငါပတ်စံမလိုချင်ဘူးငါဇနီးကငိုယိုပြီးတော့ပြန်စဉ်းစားဖို့တောင်းပန်တယ်ဒီပတ်စံနဲ့ငါတို့အကျွေးတွေဆက်နိုင်မယ်မိဘတွေရဲ့စေကူတာစီပေးနိုင်မယ်လို့ပြောတယ်အရာရှိဘိုင်းကလည်းအခုလူတွေကိုလွှတ်ပေးမယ်ဆိုရင်ငါ့ကိုဘာဥပဒေကြောင်းအရမှအေးအေးယူမှာမဟုတ်ဘူးလို့အာမခံတယ်ငါကတိုးတိုးလေးပဲပြန်ပြောလိုက်တယ်အဲ့ဒါကကောင်းပါတယ်ဒါပေမဲ့ငါရဲ့မွေးနေ့ဆုတောင်းမဟုတ်ဘူးအခုမင်းတို့မှာ9မိနစ်ပဲကျန်တော့တယ်အရာရှိဘိုင်းကကမ်းလှမ်းမှုကိုဒေါ်လာတန်း100အထိတိုးလိုက်တယ်ငါဘာမှပြန်မပြောဘဲနေလိုက်တဲ့အချိန်ကပို့ပြီးမြန်ကုန်လာတယ်လူအုပ်ကြီးကလည်းတစ်စက္ကန့်ထက်တစ်စက္ကန့်ပိုပြီးမတီးမငြိမ်ဖြစ်လာတယ်တချို့လူတွေကအေဂျင့်တွေကိုသူ့ကိုပြစ်တက်လိုက်ပါတော့ဒီအိမ်မက်ဆိုးကိုအဆုံးသတ်လိုက်ပါတော့လို့အော်ဟစ်နေကြတယ်တချို့ကတော့ငါဟာအပြစ်မဲ့တဲ့လူတွေရဲ့အသက်နဲ့ကစားနေတဲ့ရာဇဝတ်ကောင်ပဲတနာစရာမလိုဘူးလို့အော်ကြတယ်စနိုက်ပါသမားကနေရာယူထားပြီးငါကတော့ဘာအကာအကွယ်မှမရှိပဲကွင်းပြင်ထဲမှာရက်နေတာအရာရှိဘိုင်းကနောက်ဆုံးအကြိမ်တတိပေးတယ်ဒါပေမဲ့ငါကခလုတ်ကိုပြန်မြောက်ပြပြီးငါ့ကိုတတ်ဖို့ကြိုးစားရင်ပင်မခလုတ်ကိုချက်ချင်းနှိပ်လိုက်မယ်ဒါဆိုအဆောက်အဦတွေကလူထောင်ပေါင်းများစွာတေကုန်လိမ့်မယ်လို့ပြောလိုက်တယ်စနိုက်ပါသမားကငါလက်ကိုချိန်လိုက်ပေမဲ့ငါကရေလိုက်တယ်ငါ့ကိုပြစ်တက်လဲဘာမှထူးမှာမဟုတ်ဘူးငါခန္ဓာကိုယ်ထဲမှာလည်းအာယုံခံချစ်ပြားတွေအများကြီးထည့်ထားပြီးသားငါထိခိုက်ဒဏ်ရာရတာနဲ့ချစ်ပြားတွေအကုန်လုံးအလိုလျောက်အလုပ်လုပ်သွားလိမ့်မယ်ဘယ်သူမှအဲ့ဒီစုံစမ်းမှုကိုမလုပ်ရကြဘူးလူထောင်ပေါင်းများစွာရဲ့အသက်ကစိုးရိမ်နေရပြီအချိန်က3မိနစ်ပဲကျန်တော့တယ်အဲ့ဒီအချိန်မှာမြို့တော်ဝင်ကရှေ့ထွက်လာပြီးနိုင်ငံရဲ့အမြင့်ဆုံးဆေးဘက်ဆိုင်ရာဆုတစ်ခုကိုငါ့ကိုပေးမယ်လို့ကမ်းလှမ်းတယ်အဲ့ဒီဆုကငါ့ကိုကြိုက်တဲ့ဆေးရုံမှာအလုပ်လုပ်ခွင့်ရစီမှာဖြစ်ပြီးအဲ့ဒါကဆရာဝန်တိုင်းရဲ့အိမ်မက်ပဲငါထပ်ပြီးညင်းလိုက်တယ်လူတွေကတော့ယူမတက်ဖြစ်နေကြပြီပတ်စံလည်းမလိုချင်နာမည်ကြော်ကြားမှုကိုလည်းမလိုချင်ရင်ဘာကိုလိုချင်တာလဲသူတို့ကငါဇနီးစီလှည့်ပြီးငါဘာကြိုက်တယ်လဲလို့မေးကြတယ်သူတို့ကမွေးနေ့ကိတ်တွေဈေးကြီးတဲ့လက်ဆောင်တွေဂိမ်းဆက်တွေတောင်ယူလာပေးကြတယ်ငါအကုန်လုံးကိုပယ်ချလိုက်တယ်အခု2မိနစ်ပဲကျန်တော့တယ်အဲ့ဒီအချိန်မှာငါဇနီးကရုတ်တရက်អော်လိုက်တယ်ဒါသူဘာလို့ချင်လဲဆိုတာကျမသိပြီးသူငါကားစီပြေးသွားပြီးတုံရင်နေတဲ့လက်တွေနဲ့စတရွက်ယူလာတယ်အဲ့ဒါကိုမြင်လိုက်တာနဲ့လူအုပ်ကြီးတစ်ခုလုံးနားလည်သွားကြတယ်အဲ့ဒါကစစ်ချက်အစီရင်ခံစာဖြစ်ပြီးအဲ့ဒီမှာအမှန်တရားရေးထားတယ်ငါဟာအသက်ပျက်စီးနေတဲ့ယောဂ liver failure ခံစားနေရပြီးအသက်ရှင်ဖို့အတွက်အသေးအစားထိုးကူတာမှုလိုအပ်နေတယ်ငါဇနီးကမျက်ရည်တွေနဲ့လူတွေကိုကြည့်ပြီးတုံရီတဲ့အတန်နဲ့ပြောတယ်သူ့မှာတင့်တော်တဲ့အသေးလူရှင်လိုအပ်နေတာပါဒါကပတ်စံနဲ့ဝယ်လို့မရတဲ့အရာပဲငါဘာမှပြန်မပြောနိုင်ခင်မှာပဲသူတို့ကချက်ချင်းသူတို့ရဲ့ database ကိုဖွင့်ပြီးငါနဲ့ကိုက်ညီမဲ့အသေးလူရှင်ကိုရှာကြတော့တယ်10မိနစ်အတွင်းမှာပဲသူတို့တယောက်တွေ့သွားတယ်အခုချိန်ထိငါရဲ့ကင်ဆာယောဂကိုငါဖုံးကွယ်ထားခဲ့တာဘာလို့လဲဆိုတော့ငါမိသားစုပေါ်ဝင်ထုတ်ဝင်ဖို့မဖြစ်စေချင်လို့နေတိုင်းငါဟာအကိုက်ခဲပြောက်ဆေးတွေနဲ့ပဲတောက်ခံနေခဲ့ရတာဒါပေမဲ့အခုငါဟုတ်ကဲ့လို့ပြောလိုက်ရုံနဲ့ချက်ချင်းအခမဲ့ခွဲစိတ်ကူတာမှုခံယူနိုင်ပြီးငါအသက်ကိုနောက်ထပ်အနှစ်30လောက်ဆွဲဆက်နိုင်တော့မယ်လူတိုင်းကငါလက်ခံတော့မယ်လို့ထင်နေကြပေမဲ့ငါကခေါင်းကိုဖြည်းဖြည်းချင်းခါပြလိုက်တယ်ဒါဟာငါရဲ့မွေးနေ့ဆုတောင်းမဟုတ်ဘူးမင်းတို့မှာ10မိနစ်ပဲကျန်တော့တယ်လူအုပ်ကြီးကပြန်ပြီးညင်းခုန်ကြပြန်တယ်ကျွမ်းကျင်သူအဖွဲ့ကငါရဲ့အင်တာနက်အသုံးပြုမှုမှတ်တမ်းတွေကိုအသေးအတန်ရှာဖွေနေကြပေမဲ့ဘာမှရှာမတွေ့ကြသေးဘူးအရာရှိဘိုင်းကဖိုင်တွဲအထူကြီးကိုအယူတယောက်လိုလှန်လောကြည့်နေတယ်တခုခုတွေ့မလားဆိုပြီးအသေးစိတ်ကိုစစ်ဆေးနေတယ်အချိန်ကစက္ကန့်30ပဲကျန်တော့တယ်အဲ့ဒီအချိန်မှာအရာရှိဘိုင်းစီကိုဖုံးတကောဝင်လာတယ်သူ့မျက်လုံးတွေချက်ချင်းတောက်ပသွားပြီးအခုငါနားလဲသွားပြီးမင်းသမီးအတွက်လက်စားချေချင်တာလားလို့ပြောလိုက်တယ်လွန်ခဲ့တဲ့3နှစ်ကငါသမီးဟာကုမ္ပဏီကြီးတစ်ခုမှာအလုပ်ဆောက်ဝင်ခဲ့တယ်ဒါပေမဲ့6လအကြာမှာသူရုတ်တရက်အလုပ်ထွက်လိုက်ပြီးလစာတော့မရခဲ့ဘူး
စာရွက်စာတမ်းတွေအရသူကသဘောဆန္ဒအလျောက်ထွက်တာလို့ဆိုပေမဲ့အမှန်တရားကတော့ပိုပြီးဆိုးဝါးတယ်သူ့ရဲ့အထက်လူကြီးကသူ့ကိုလိမ်ပိုင်းဆိုင်ရာနှောက်ယှက်ခဲ့တာငါသမီးအတွက်တရားမျှတမှုရဖို့ငါအစွမ်းကုန်စူးစမ်းခဲ့တယ်နေရာအနှံ့သွားခဲ့တယ်လူတိုင်းကိုတောင်းပန်ခဲ့တယ်တိုင်ကြားစာတွေတင်ခဲ့တယ်ဒါပေမဲ့အချိန်တိုင်းမှာငါ့ကိုညှင်းပယ်ခဲ့ကြတယ်အဲ့ဒီလူကအပြစ်ပေးခံရခြင်းကနေလွတ်မြောက်သွားရုံတင်မကပဲငါတို့မိသားစုကိုပါတက်ပစ်မယ်လို့ချိန်ချောက်ခဲ့သေးတယ်လူအုပ်ကြီးကအခြေအနေကိုတဖြည်းဖြည်းနားလည်လာကြတယ်တယောက်ကတိုးတိုးလေးပြောတယ်အခုမှနားလည်တော့တယ်ဖခင်တယောက်ဟာဒီလောက်အထိလုပ်ပြီးဆိုရင်သူလုံးဝအကျက်တဲဆိုင်နေလို့ပဲအရာရှိဘိုင်းကငါ့ကိုကြည့်ပြီးငါတို့သူ့ကိုဖမ်းလိုက်ပြီးသူအပြစ်ပေးခံရလိမ့်မယ်ခါလို့ပြောတယ်ငါမျက်နှာမှာအပြုံးဖြော့ဖြော့လေးတစ်ခုပေါ်လာတယ်အဲ့ဒီလူကအရန်အာနာရှိတာမင်းတို့သူ့ကိုဒီလောက်မြန်မြန်ရှာတွေ့တာတကယ်ကိုအထင်ကြီးစရာပဲလို့ငါပြန်ပြောလိုက်တယ်ငါခဏလောက်တိတ်သွားပြီးမှဆက်ပြောတယ်ငါ့ကိုသုံးနှလုံးလုံးနှိပ်စက်ခဲ့တဲ့နာကျင်မှုကိုမင်းတို့မိနစ်ပိုင်းတွင်းမှာပဲဖြေရှင်းပေးလိုက်နိုင်တယ်အဲ့ဒါဆိုငါ့ကိုပြောပြပါဦးအဲ့ဒီသုံးနှလုံးလုံးဘာလို့ဘယ်သူမှငါတို့ကိုမကူညီခဲ့ကြတာလဲအရာရှိဘာရဲ့မျက်နှာချက်ချင်းပြတ်သွားတယ်သူစကားပြောဖို့ကြိုးစားပေမဲ့ငါကလက်မြောက်ပြီးတားလိုက်တယ်ထားလိုက်ပါတော့အဲ့ဒါတွေကအခုအရေးမကြီးတော့ဘူးပြီးတော့စိတ်မကောင်းစရာကဒါဟာငါရဲ့မွေးနေ့စုတောင်မဟုတ်သေးဘူးအပြင်ကမျက်နှာပြင်ပေါ်မှာ10 စက္ကန့်ပဲကျန်တော့တယ်အဆောက်အဦတွေကဝန်ထမ်းတွေကတော့တေမင်းကသူတို့ဘေးနားမှာရောက်နေတာကိုမသိပဲပျော်ပျော်ပါပါဆင်နွှဲနေကြတော့မယ်ငါကုမ္ပဏီရဲ့အတန်ချက်ဆက်မိုက်ခရိုဖုန်းကိုယူပြီးတိုးတိုးလေးပြောလိုက်တယ်လူကြီးမင်းတို့ခင်ဗျာကျွန်တော်တို့မှာအံ့အားသင့်စရာတစ်ခုရှိပါတယ်ကျေးဇူးပြုပြီးမျက်လုံးတွေကိုမှိတ်ထားပေးပါပြန်မဖွင့်ပါနဲ့အဲ့ဒီအချိန်မှာပဲငါသမီးကငါစီကိုပြေးလာတယ်အဖေဒါမျိုးမလုပ်ပါနဲ့ငါမင်းတက်သွားတယ်လွန်ခဲ့တဲ့3နှစ်ကသူ့အထက်လူကြီးကသူ့ကိုစိတ်ခတ်ခဲ့တာကြောင့်သူ့ရဲ့အာယုံကြောစနစ်တွေတော်တော်လေးပျက်စီးသွားခဲ့တယ်ဆရာဝန်တွေကသူဘယ်တော့မှစကားပြန်ပြောနိုင်မှာမဟုတ်တော့ဘူးလို့ပြောခဲ့ကြတာဒါပေမဲ့အခုသူငါရှိမှရက်နေပြီးနှစ်ပေါင်းများစွာတိတ်ဆိတ်နေခဲ့ရလို့သူ့တန်ကတုံရီပြီးအားနေနေတယ်အဖေဘယ်လောက်ခံစားနေရလဲဆိုတာသမီးသိပါတယ်ဒါပေမဲ့သမီးတို့ကမိသားစုလေးသမီးတို့အတူတူကြော်ဖြစ်နိုင်ပါတယ်ကျေးဇူးပြုပြီးဒါမျိုးမလုပ်ပါနဲ့အဖေမရှိပဲသမီးမနေနိုင်ဘူးသူငါစီကိုလက်ကမ်းပြီးခလုတ်ကိုချလိုက်ဖို့နဲ့သူ့စီလာဖို့တောင်းပန်နေတယ်အနားမှာရှိနေတဲ့လူတော်တော်များများငိုနေကြပြီးငါအန်ကိုတင်းတင်းကြိတ်ထားမိလို့ငါခန္ဓာကိုယ်ကြီးတုံရင်နေတယ်အဲ့ဒီနောက်ငါတိုးတိုးလေးပြောလိုက်တယ်အချိန်ကုန်သွားပြီးတုံရင်နေတဲ့လက်တွေနဲ့ငါခလုတ်ကိုနှိပ်လိုက်တယ်ချက်ချင်းဆိုသလိုပဲတတိယထက်ကပတင်းပေါက်တွေအပြင်ဘက်ကိုပောက်ကွဲထွက်သွားတယ်ပြစ်ချွဲနေတဲ့အရည်တွေကအဆောက်အဦထဲကနေငွေတကောင်လိုအပြင်ကိုစီးထွက်လာတယ်စက္ကန့်အနည်းငယ်လောက်အထက်ကဝန်ထမ်းတွေဘာဖြစ်သွားမှန်းမသိလိုက်ကြဘူးအဲ့ဒီနောက်မှာတော့အော်ဟစ်တန်တွေနေရအနှံ့ထွက်ပေါ်လာတော့တယ်လူတွေကတကားတွေကိုအတင်းတွန်းပြီးထွက်ဖို့စူးစမ်းကြပေမဲ့တကားနဲ့တင်းပေါက်တွေအားလုံးကိုအသေးပိတ်ထားပြီးသားအဆောက်အဦရဲ့အတန်လုံးစနစ်ကအရန်ကောင်းလို့တော့သူတို့ရဲ့အော်ဟစ်တန်တွေကအပြင်လောကကိုတိုးတိုးလေးပဲကြားရတယ်အခြားအထက်တွေမှာတော့ပါတီကပုံမှန်အတိုင်းဆက်ဖြစ်နေတော့မယ်တတိယထက်တစ်ခုတည်းကပဲငရဲခမ်းဖြစ်သွားခဲ့တာအဲ့ဒီနောက်အချိန်က15မိနစ်ကနေပြန်စတယ်ငါသမီးကတော့ထိတ်လန့်ပြီးလဲကျသွားခဲ့ပြီတတိယထက်အပြင်ဘက်ကမိသားစုတွေကတော့အထဲမှာတေကုန်ကြတဲ့သူတွေဟာသူတို့ချစ်ရသူတွေလားဆိုတာမသိနိုင်တော့လို့ကြောက်လန့်တကြားအော်ဟစ်နေကြတယ်ကျန်တဲ့သူတွေကတော့စိတ်သက်သာရာရသွားကြတယ်သူတို့မိသားစုဝင်တွေကတော့ဘေးကင်းတယ်လို့ထင်နေကြတာဒါပေမဲ့ငါစိတ်ထဲမှာတော့ငါယဉ်နေမိတယ်မင်းတို့လူတွေဒါကိုသတိမထားမိကြဘူးထင်တယ်ငါကအထက်တိုင်းကဝန်ထမ်းတွေကိုကြိုတင်ပြီးရောနှောထားခဲ့တာအဲ့ဒီတော့အခုတည်သွားတာဘယ်သူတွေလဲလူအုပ်ကြီးလုံးဝထိမရတော့ဘူးတချို့ကငိုတယ်တချို့ကအော်တယ်တချို့ကငါ့ကိုတရိတ်ဆန်တကောင်လို့ဆဲကြတယ်အခုမှအရာရှိပိုင်းရဲ့မျက်လုံးထဲမှာဒေါသတွေကိုမြင်လိုက်ရတယ်ကြောင်ချန်မင်းအခုပဲလက်နဲ့ချလိုက်တာကောင်းမယ်လို့သူကအေးဆက်စွာပြောတယ်ငါမျက်နှာမှာခါးသီးတဲ့အပြုံးတစ်ခုပေါ်လာတယ်လက်နဲ့ချမယ်ပြီးရင်ဘာဖြစ်မှာလဲမင်းငါ့ကိုလှုပ်ပေးမှာလားအရာရှိပိုင်းကစိတ်ကိုထိန်းပြီးငါတို့မင်းရဲ့ပြစ်ဒဏ်လျှော့ဖို့အောင်စူးစမ်းပေးမယ်ခါလို့ပြောတယ်ငါချက်ချင်းပြန်ပြောလိုက်တယ်ငါမှာအသေးယောဂရှိနေတာငါလိုလူအတွက်တသက်တကျွန်းနဲ့ဒေတန်ကဘာမှမထူးခြားဘူး10မိနစ်ကြံသေးတယ်ဂိမ်းကဆက်သွားမယ်လူအုပ်ကြီးကလုံးဝပယံပတာဖြစ်သွားပြီးဒေါသထွက်နေတဲ့လူတွေကငါမိသားစုကိုတိုက်ရိုက်တိုက်ခိုက်လာကြတယ်ရဲတွေတောင်သူတို့ကိုမနှဲတားနေရတယ်ငါဇနီးနဲ့သမီးကိုရှုံတွေနဲ့ပြစ်ပေါက်ကြတယ်သူတို့လုံးဝစိတ်ပြအားငယ်နေကြပြီငါမျက်ရည်တွေကိုထိရင်တိုးတိုးလေးပြောလိုက်တယ်9မိနစ်ပဲကြံတော့တယ်ငါသမီးကသတိပြန်ရလာပြီးငိုယိုရင်းငါ့ကိုကြည့်ကပြောတယ်အဖေကအဖေရဲ့လုပ်ဖို့ကံဘက်တွေကိုအမြဲချစ်ခဲ့တာပဲဒေါ်လေးလူနေမကောင်းတော့ကသူ့မိသားစုကပြစ်ထားပေမဲ့အဖေကကိုယ်ပိုက်ဆံနဲ့စေးရုံကောင်းကောင်းပို့ပေးခဲ့တာတယောက်ယောက်အိမ်အောင်ရေးပြပြသွားရင်လေသူတို့ကလေးကိုအဖေကကိုယ့်အိမ်မှာခေါ်ထားပြီးစိတ်တန်ရမရအောင်စောင့်ရှောက်ပေးခဲ့တာဒီအဆောက်အဦတွေကလူထောင်ပေါင်းများစွာထဲမှာအဖေမကူညီခဲ့ဘူးလေသူဘယ်သူရှိလို့လဲအဖေဘာလို့ဒါတွေလုပ်နေရတာလဲဆိုတာပြောပြပါအဖေတကယ်ဘာလို့ချင်တာလဲသူကအသက်ရှူရခက်တဲ့အထိငိုနေတယ်ငါရင်ထဲမှာလည်းအပိုင်းပိုင်းပြတ်နေပေမဲ့အေးဆက်တဲ့အတန်နဲ့ပဲပြန်ပြောလိုက်တယ်ငါပြောလို့မရဘူးပြောလိုက်ရင်ဆူတောင်းမပြေတော့မှဆိုလို့4မိနစ်ပဲကျန်တော့တယ်ငါသမီးလုံးဝပြိုလဲသွားပြီးငါဘေးနားကပစ္စည်းတစ်ခုကိုကောက်ကင်လိုက်တဲ့အချိန်မှာငါသမီးကထိတ်လန့်ပြီးနောက်ဆုတ်သွားတယ်အဖေမပြောဘူးဆိုရင်သမီးအခုပဲတစ်ခုခုလှုပ်လိုက်တော့မယ်လွန်ခဲ့တဲ့3နှလုံးလုံးငါသမီးဟာစိတ်ပိုင်းဆိုင်ရာရုန်းကန်နေကြရတာညတိုင်းသူလက်လက်နိုးပြီးအိမ်မရခဲ့ဘူးဒါပေမဲ့အဲ့ဒီနာကျင်မှုတွေကြားထဲမှာတော့သူ့မျက်လုံးထဲမှာမျောလင်းချက်တွေရှိနေသေးတယ်သူဘယ်တော့မှအရှုံးပေးဖို့မပြောခဲ့ဘူးအခုသူ့လက်တွေတုံနေတယ်ငါချက်ချင်းអော်လိုက်တယ်ရက်လိုက်ဒီကိုလာနင့်ကိုတယောက်တည်းပဲငါပြောပြမယ်အရာရှိဘိုင်းကသူ့ပုခုံးကိုကင်ပြီးစိတ်အေးထားဖို့စူးစမ်းပေးတယ်သူငါစီကိုဖြည်းဖြည်းချင်းလမ်းလျှောက်လာတယ်သူ့ပုံစံကအရန်အားနေနေပုံပဲငါသူ့နာနာကပ်ပြီးငါရဲ့မွေးနေ့ဆူတောင်းကိုတိုးတိုးလေးပြောပြလိုက်တယ်10စက္ကန့်လောက်သူမြင့်တက်သွားတယ်သူ့မျက်နှာမှာသွေးမရှိတော့သလိုဖြူလျော်သွားတယ်အရာရှိဘိုင်းကသူ့နာမည်ကိုခေါ်နေပေမဲ့သူကတော့ဘာမှမပြောပဲရက်နေတော့မယ်အဲ့ဒီနောက်သူခေါင်းငိမ့်ပြပြီးလူအုပ်ထဲကိုပြန်လျှောက်သွားတယ်သူပြန်ရောက်တာနဲ့လူတွေကသူ့ကိုဝိုင်းမေးကြတော့တာပဲသူဘာပြောလဲတဲ့သူကလှည့်ကြည့်ပြီးငါမျက်လုံးတွေကိုတေချာကြည့်ကလူအုပ်ထဲကနေပြေးထွက်သွားတော့တယ်လူတွေကသူ့ကိုရက်ဖို့အော်နေကြပေမဲ့သူကတော့စိတ်လှုပ်ရှားမှုတွေအရန်များနေပြီးနေရအနှံ့ပယံပါတာတွေဖြစ်ကုန်တယ်ငါဇနီးကတော့လုံးဝပြိုလဲသွားပြီးရှင်သူ့ကိုဘာပြောလိုက်တာလဲလို့အော်ငိုနေတယ်ငါမျက်လုံးထဲကမျက်ရည်တွေစီးကျလာပေမဲ့ငါကတော့ဒီအတိုင်းပဲရက်နေမိတယ်အချိန်က3မိနစ်ကျန်သေးတယ်အဲ့ဒီအချိန်မှာငါဇနီးကငါ့အပေါ်ယုံကြည်မှုလုံးဝမရှိတော့ဘူးလူတိုင်းရှိမှပဲသူကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးပြီးသမီးကိုခေါ်ကလူနာတင်ကားနဲ့ထွက်သွားတော့တယ်အိမ်မှာအိပ်ရတဲ့လဲနေတဲ့ငါမိဘတွေကလည်းအဲ့ဒါကိုဓာတ်ရိုက်ကြည့်နေကြတာသူတို့ငါ့ကိုဖုန်းဆက်ပြီးငါနဲ့အဆက်အသွယ်ထားဝရဖြတ်လိုက်ပြီလို့ပြောတယ်အရာအားလုံးဆုံးရှုံးသွားပြီဒါပေမဲ့အမှန်တိုင်းပြောရရင်ငါဒါကိုကြိုတင်မျှော်လင့်ထားပြီးသားပါအချိန်က2မိနစ်ကျန်သေးတဲ့အချိန်မှာငါအချိန်မက်ဆက်ကိုရက်လိုက်တယ်လူတိုင်းအံ့ဩသွားကြတယ်ငါစိတ်ပြောင်းသွားပြီလို့ထင်နေကြတာဒါပေမဲ့ငါကတော့အတိတ်ကအကြောင်းတွေကိုပြန်စဉ်းစားရင်းမြေကြီးကိုပဲစိုက်ကြည့်နေမိတယ်
အဲ့ဒီနောက်ငါလုံးဝပြိုလဲသွားပြီးဟာကျေးဇူးပြုပြီးငါသမီးအတွက်3မိနစ်လောက်ငြိမ်သက်ပေးကြပါလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာငါဟာရာဇဝတ်ကောင်မဟုတ်တော့ဘူးမိသားစုပြိုကွဲသွားတာကိုကြည့်နေရတဲ့ဖခင်တယောက်ပဲဒါပေမဲ့လူတွေကတော့ငါ့ကိုအယူတယောက်လိုကြည့်နေကြတယ်3မိနစ်အကြာမှာငါမျက်ရည်တွေကိုတုပ်လိုက်တယ်ပြီးတော့ငါပြန်ပြီးအေးဆက်သွားပြန်တယ်ငါတခုခုကိုနားလည်သွားပြီးဒီလမ်းကိုရွေးလိုက်ပြီဆိုရင်နောက်ဆက်တွဲလာသမျှကိုခံနိုင်ရင်ရှိရမယ်ဆိုတာကိုပေါ့အချိန်မဆက်ကပြန်စပြီးအဲ့ဒီအချိန်မှာလူအုပ်ထဲကမိန်းကလေးငယ်လေးတယောက်ကတူးထောက်လိုက်တယ်သူငိုယိုပြီးပြောတယ်ဆရာဝန်ကြီးကြောင့်ကျမအမေကအတက်ယောဂအပြင်းထန်ခံစားနေရတာပါညနေ6နာရီမတိုင်ခင်ဆေးရုံမှာဆေးထိုးရမှာ10မိနစ်နောက်ကျရင်တော့သူတည်သွားနိုင်တယ်ကျေးဇူးပြုပြီးသူ့ကိုလွှတ်ပေးပါရှင်ငါအဲ့ဒီအမျိုးသမီးကိုမှတ်မိတယ်သူကငါတို့ကုမ္ပဏီကတန်ရှင်းရေးသမားလေးငါ့ကိုတွေ့တိုင်းသူ့သမီးလုပ်တဲ့မုံတွေကိုပေးတတ်တာငါမျက်နှာမှာအပြုံးဖြော့ဖြော့လေးတစ်ခုပေါ်လာတယ်ဒါပေမဲ့ငါချက်ချင်းပဲစိတ်ကိုပြန်ထိန်လိုက်တယ်ဆရာဝန်ကိုဒီကိုခေါ်ခဲ့လို့ငါတိုးတိုးလေးပြောလိုက်တယ်သူ့ကိုဒီမှာပဲဆေးထိုးပေးမယ်ငါအချိန်မဆက်ကိုပြန်ရက်ပြီးအဲ့ဒီအမျိုးသမီးကိုအပေါက်ဝါကိုလာဖို့ပြောလိုက်တယ်သူကဇဝေဇဝါနဲ့ဆရာဝန်ကြီးကြောင့်လုံခြုံရေးအခန်းကဘာလို့ပျက်စီးနေတာလဲလို့မေးတယ်ငါသူ့လက်ကိုကင်ပြီးဘာမှမဟုတ်ပါဘူးကုမ္ပဏီကပိုကြီးတဲ့အခန်းတစ်ဆောက်နေလို့ပါလို့အေးစစ်ဆေးပဲပြောလိုက်တယ်သူ့သမီးနဲ့ပြန်ဆောင်ပေးလိုက်တယ်မကြခင်မှာပဲဆေးတွေနဲ့အတူအုံနောက်စစ်ဆေးတဲ့ဆက် CT scanner ပါရောက်လာတယ်သူတို့ယာယီဆေးကုသဆောင်ဆောက်ပြီးအဲ့ဒီအမျိုးသမီးကိုအထဲခေါ်သွားကြတယ်သူတို့ကချစ်ပြားကိုဖယ်ရှားဖို့အသေးအတန်စူးစမ်းနေကြတာအနည်းဆုံးလူတစ်ယောက်ရဲ့အသက်ကိုတော့ကယ်ချင်နေကြတာပေါ့ငါကတော့အချိန်မဆက်ကို2မိနစ်မှရပ်ထားပေးပြီးဒီအတိုင်းပဲကြည့်နေမိတယ်10မိနစ်လောက်ကြာတော့အထူးကုဆရာဝန်ကြီးထွက်လာတယ်လူတွေကချစ်ပြားကိုဖယ်ရှားနိုင်ပြီလားလို့ဝိုင်းမေးကြတယ်ဆရာဝန်ကြီးကဒေါသကြီးနဲ့ကြောင်ချံကလိမ့်နေတာသူ့အုံနောက်ထဲမှာဘာချစ်ပြားမှမရှိဘူးလို့အော်ပြောလိုက်တယ်နေရာတစ်ခုလုံးတိတ်ဆိတ်သွားတယ်အရာရှိဘိုင်းကတေချာရဲ့လားလို့မေးတော့ဆရာဝန်ကစစ်စစ်ချက်ကိုပြပြီးလုံးဝတေချာတယ်ဘာမှမရှိဘူးခွဲစိတ်ထားတဲ့အမာရွတ်တောင်မရှိဘူးလို့ပြောတယ်လူတွေစိတ်သက်သာရသွားကြပြီးနောက်ဒေါသတွေပောက်ကွဲလာတော့တယ်သူငါတို့ကိုလိန်ခဲ့တာပဲသူ့ကိုတက်ပစ်တယ်လို့အော်ကြတယ်ရဲတွေကအဆောက်အဦထဲကိုဝင်ဖို့အမိန့်ပေးလိုက်ပြီးငါကတော့ချစ်ပြားတွေကအစ်စ်တွေပါအကုန်လုံးပောက်ကွဲရင်အဆောက်အဦပြိုကျသွားနိုင်တယ်လို့တတိပေးလိုက်တယ်ဒါပေမဲ့ဘယ်သူမှနားမထောင်တော့ဘူးငါ့ကိုဝိုင်းပြီးဆဲဆိုနေကြတယ်အဲ့ဒီအချိန်မှာငါက USB တစ်ခုကိုဆရာဝန်စီပစ်ပေးလိုက်တယ်ဒီထဲမှာချစ်ပြားရဲ့တိဆောက်ပုံအပြည့်စုံရှိတယ်စစ်ကြည့်ရင်သိပါလိမ့်မယ်လို့ငါပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲအေဂျင့်တယောက်ကငါခေါင်းကိုတနက်နဲ့တိထားလိုက်ပြီဆရာဝန်က USB ကိုကွန်ပျူတာမှာထိုးလိုက်ပြီးခဏအကြာမှာစပွဲကိုဒေါသတကြီးရိုက်လိုက်တယ်ဒါတွေအကုန်အတူတွေပဲချစ်ပြားလည်းမရှိဘူးဒီ USB ကလည်းအတူပဲမင်းကဆရာဝန်လို့ခေါ်ဖို့တော့မထိုက်တန်ဘူးအေဂျင့်တွေကသူတို့ရဲ့လက်နက်တွေကိုအသင့်ပြင်လိုက်ကြပြီးနောက်ထပ်တစ်စက္ကန့်မှာအရာအလုံးအဆုံးသတ်သွားနိုင်တဲ့အခြေအနေပဲ